Got it. Okay, got it နေလိုက်နော် thank you ကဲဒါဆိုဒီချက်မင်းတို့ဒီနေ့ကစကလုံးလေးတွေတုံးကရုပ်ပုံဆွဲပါတဲ့အဲ့တော့ဒီချက်တို့စဉ်းစားရမှာကစကလုံးတွေအကြောင်းကိုစဉ်းစားမယ်ပြီးတော့ရင်အဲ့ဒီစကလုံးတွေကိုရုပ်ပုံအနေနဲ့ပြန်ပြီးတော့ပုံဖော်ရမှာပေါ့နော်အဲ့တော့သင်ခန်းစာနှစ်မှာပါတယ်ပေးထားတဲ့နမူနာစကလုံးတွေတဲကစကလုံး၃လုံးကိုရွေးပြီးတော့မှရုပ်ပုံကားချက်တစ်ခုဆွဲချရအောင်အဲ့တော့ဒီမှာသူကစလုံးလေးတွေပေးထားတယ်ဖတ်ကြည့်ပါအောင်ပါတယ်လေပန်းသွေးလေကြောင်ကလေးရေကတစ်ပီတစ်တီတင်ပေါ်လွယ်အိမ်မြောက်ခေငှက်ကလေးဟုတ်တယ်နော်ဆိုတော့ဒီစလုံးလေးတွေပေးထားတယ်အဲ့ဒီစလုံးလေးတွေပေးထားတဲ့စလုံးလေးကိုကြည့်ပြီးတော့ဒီချေတို့ကရုပ်ပုံဆွဲမှာဒါပေမဲ့ရုပ်ပုံတစ်ခုတည်းမဟုတ်ပဲねရုပ်ပုံကားချမ်းလို့ပြောလိုက်လို့ရှိရင်အဲ့ဒီအကြောင်းအရာတွေအဲ့ဒီစကလုံးလေးတွေပါတဲ့အဲ့ဒီရုပ်ပုံလေးတွေကိုစုပေါင်းပြီးတော့မှပကြီကားလေးတစ်ချက်ဖြစ်အောင်ပြန်လုပ်ရမယ်နော်ဆိုတော့ရုပ်ပုံတစ်ပုံဆွဲပါလို့ရွေးပြီးရုပ်ပုံဆွဲပါလို့ပြောတာမဟုတ်ပဲရုပ်ပုံကားချက်လို့ပြောလိုက်တာဖြစ်တဲ့အတွက်အဲ့တော့ဒီချေတို့ကအဲ့ဒီပကြီကားလေးတစ်ချက်ရှိမယ်အဲ့ဒီထဲမှာဒီစလုံးလေးတွေကိုပုံအနေနဲ့ပြန်ပုံဖော်မယ်ဒီအားလုံးပေါင်းစုပေါင်းပြီးတော့မှပကြီကားတစ်ချက်ပုံဖော်ရမှာโอเคနော်အဲဆိုဟိုနေရာမှာခွေးဆွဲလိုက်ဟိုနေရာမှာပန်းဆွဲလိုက်ကိုထွဲချင်တယ်လို့ဆွဲတာမျိုးမဟုတ်ဘဲနဲ့မှဒီချေတို့ကပကြီကားတစ်ချက်ပုံပြန်ဖော်ပေးရမှာဒီမှာဆိုရင်အတာတကားဆိုတော့နမူနာလေးဆရာမကပြပေးထားတယ်နော်ဒီမှာဆရာမပေးရတယ်အဲ့တော့ရောင်ကြည်ဖြာတဲ့မနက်ခင်းမှာတဲ့ကောင်းကင်ပေါ်မှာငှက်ကလေးတွေပြန်ဝဲနေကြတယ်ပန်းကင်းထဲမှာကြောင်ကလေးတစ်ကောင်လဲထိုင်နေတယ်ဒီကားလေးတစ်ချက်ဆွဲထားတယ်ဒီထဲမှာဘာတွေပါလဲဆိုရင်ကောင်းကင်လဲပါတယ်ငှက်ပါတယ်ပြီးရင်ပါလဲပန်းကင်းကြီးပန်းလဲပါတယ်ကြောင်ကလေးလည်းပါတယ်ဟုတ်တယ်နော်အဲဆိုတော့ तू ကဒီမှာကုန်းမြင်လေးဆွဲလိုက်တယ်ကြောင်လေးတီးကြတယ်လင်းတော့ကြောင်လေးကထိုင်နေမယ်လို့ပြောထားတာဟုတ်လားကြောင်လေးထိုင်နေတယ်ဆိုတော့ပုံလေးသိချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြောင်လေးကဒီမှာမြေကြီးပေါ်မှာထိုင်မှာနှုတ်မဆိုရင်မြေကြီးထဲမဆွဲထားဘူးဆိုရင်လေပေါ်မှာလွှဲနေတယ်ကြောင်နော်အဲ့တော့ကြာ तू ကမြေကြီးလေးဆွဲလိုက်တယ်ပြီးရင်ပန်းလေးတွေနော်ပန်းခင်းလေးလို့ပြောလိုက်တော့လဲဟုတ်တယ်ပန်းခင်းလေးတွေဆိုတာဒီကုန်းမြင်ဘက်မှာရှိရမှာနော်ကောင်းမြင်ဘက်မှာရှိမှာမဟုတ်အဲ့တော့ तू ကဒီဘက်ကုန်းတွေမှာပန်းကင်းလေးတွေဆွဲလိုက်တယ်ကြောင်လေးဆွဲလိုက်တယ်ပြီးရင် तू ကကြည့်ပြီးတော့ကြာဒီပကြီကားလေးကိုကြည့်ပြီးတော့စာခွဲလိုက်တာအိုးနေရောင်ကြီးဖြားနေတဲ့မနက်ခင်းလေးမှာအချိန်ကို तू ကစဉ်းစားရနော်မနက်ခင်းမှာတဲ့ကောင်းကင်ပေါ်မှာငှက်ကလေးတွေပြန်ဝဲနေကြတယ်ပန်းကင်းထဲမှာကြောင်ကလေးတစ်ကောင်လည်းထိုင်နေတယ်ပကြီကားလေးကိုကြည့်ပြီးတော့မှဒီကားလေးကိုကြည့်ပြီးတော့မှဒီဟာစာကြောင်းလေးတွေပြန်ပြီးတော့မှပုံဖော်ပေးတာနော်โอเคကဲဒါဆိုလို့ရှိရင်ဒီချေတို့ဆွဲကြည့်အောင်နော်ပုံလေးတွေဆွဲကြည့်ရအောင်တကယ်ကြိုက်တဲ့ကိုကြိုက်တဲ့ပုံလေးကိုကြိုက်တဲ့ပုံလေးတစ်ပုံဆွဲမယ်ဒီထက်ကစလုံးလေးတွေကိုသုံးပြီးတော့မှပုံဆွဲမယ်ဟုတ်ပြီနော် The writing book ထဲမှာဆွဲဟုတ်တယ်နော်